လူကိုအရက်စစ်စေတာပါအစားစားလဲအပြေမှန်ငပြောသည်လူကိုပိန်စင်ပြီးအစားစားကိုရွေးပါအပြေမှန်ပန်းသည်ဖြစ်သည်လူကိုဝါးစေမီအစားစားကိုရွေးချယ်ပါအပြေမှန်ချောကလက်ဖြစ်ပါတယ်